တင်လိုက်တဲ့ဗီဒီယိုတွေရှိချသူများဆင်နေဆိုရင်တော့ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပါဗီဒီယိုတွေကိုတင်တဲ့အခါမှာကိုယ့်ရဲ့ဗီဒီယိုကဒီလိုမျိုးအရင်နိမ့်ကက်ကက်ဗီဒီယိုမျိုးလုံးဝမလုံးမိစေနဲ့ဘာကြောင့်လဲဆိုတော့ဥပမာလင်းတို့တွေအပြင်မှာရုပ်ရှင်ကြည့်တယ်ဆိုလို့ရှိရင်ရုပ်ရှင်မှာဆိုရင်ကွာရှေ့ဆုံးတန်းမှာထိုင်နေသူဆိုရင်အရင်ကြီးမြင်ရတယ်ဒါပေမဲ့စိတ်ဝင်စားဖို့တိတ်မကောင်းအဲ့ခါမှာလူတွေကြည့်ချသူမရှိဘူးပေါ့နော်အလဲတန်းလားဟိုနောက်ဆုံးတန်းလားဆိုရင်သူတို့ပို့ပြီးတော့စိတ်ဝင်စားတယ်သူတို့ပို့ပြီးတော့ကြည့်တယ်ဘာကြောင့်လဲဆိုတော့အနီးဆုံးမှာကြည့်တဲ့အခါကျတော့ပုံကြီးကကြီးနေတဲ့အခါကျတော့ကိုကြည့်ရတာတိတ်မလှဘူးပေါ့နော်အလဲလောက်မှာကြည့်တဲ့အခါကျတော့တော်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုမှာလည်းဒီလိုပဲပေါ့နော် TikTok channel မှာကိုဗီဒီယိုတင်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခေါင်းနဲ့ဒီဖုန်းနဲ့ပေါ့နော်ဒီလောက်တထွာအကွာလောက်မှာထားမယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကပို့ပြီးတော့ရင်လှမယ်သေသက်မယ်ကြည့်ချသူတွေပို့ပြီးတော့စိတ်ဝင်စားစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုတစ်ပုတ်တင်ပြီးဆိုရင်ဒီလိုမျိုးကိုယ့်ရဲ့မျက်နှာကိုဒီလောက်အနီးကပ်ကြီးမထားဘဲနဲ့ကိုယ့်ရဲ့ဗီဒီယိုပေါ့နော်ခေါင်းနဲ့ဗီဒီယိုနဲ့ဒီလောက်တထွာအကွာလောက်မှာထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုကပို့ပြီးတော့စိတ်ဝင်စားမှုရှိစေမှာဖြစ်ပါတယ်ဒါတော့ TikTok မှာကိုယ့်ရဲ့ဗီဒီယိုကြည့်ချသူများရှင်နေဆိုရင်တော့ဒီနည်းလမ်းလေးတစ်ခုကိုသုံးကြည့်ပြီးတော့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ comment မှာ yes ဆိုလို့ရေးလာခဲ့ပေးပါတကယ်လို့နောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာရေးလာခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်